ဧပြီလ30ရက် International Jazz Day ဧပြီလ30ရက်နေ့တိုင်းဟာကမ္ဘာတဝန်းကဂီတချစ်သူတွေအတွက်အထူးခြားဆုံးနေ့တစ်နေ့ဖြစ်တဲ့အပြည်ပြည်ဆိုင်ရာ Jazz ဂီတနေ့ကိုကျင်းပတဲ့နေ့ပဲဖြစ်ပါတယ်။ဒီနေ့ဟာရိုးရွှင်တဲ့သေးသွားတွေထပ်ပို့ပါတယ်။လွတ်လပ်မှုဖန်တီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုကိုစားပြုတဲ့ဂီတအမျိုးအစားတစ်ခုဖြစ်တဲ့ Jazz ဂီတရဲ့အနှစ်တော်တာကိုဂုဏ်ပြုတဲ့နေ့လည်းဖြစ်ပါတယ်။ကျမတို့မျက်လုံးတွေမိတ်ထားလိုက်တဲ့အခါစံတရားထိုင်ရဲ့နူးညံ့တဲ့တီးခံမှုတွေဆက်ဆိုဖုန်းရဲ့ဝိညာဉ်ကိုထိတွေ့စေတဲ့တန်စင်တွေနဲ့ဒရမ်ထိုင်ရဲ့စီးကြက်ကြတီးခံမှုတွေဟာကျမတို့ရဲ့စိတ်ဝိညာဉ်ကိုလွှမ်းခြုံသွားစေမှာပါဒီနေ့မှာကဘာတလွားကမြို့ကြီးတွေဟာ Jazz ဖျော်ဖြေပွဲတွေအလို့ယုံဆွေးနွေးပွဲတွေနဲ့ပညာပေးအစီအစဉ်တွေနဲ့ဖိနှံနေတတ်ပါတယ်နယူးယောက်မြို့က Jazz Club ငယ်လေးတွေကနေပါရီမြို့ရဲ့ခမ်းနားတဲ့ဖျော်ဖြေပွဲတွေအထိ Jazz ဂီတဟာလူမျိုးပေါင်းစုံယဉ်ကျေးမှုပေါင်းစုံကိုချိတ်ဆက်ပေးတဲ့ဘုံဘာသာစကားတစ်ခုအထိတောက်ပနေပါတယ်။ Jazz ဂီတရဲ့သမိုင်းကြောင်းကတော့ American ပြည်ထောင်စုရဲ့တောင်ပိုင်းကနေပေါက်ခွာလာခဲ့ပြီးလူအခွင့်အရေးလှုပ်ရှားမှုတွေနဲ့လည်းဆက်စပ်နေခဲ့ပါတယ်။ Jazz ဂီတဟာခံစားချက်တွေကိုလွတ်လပ်စွာဖော်ထုတ်ခွင့်ပေးပြီးလူတွေကြားမှာတဟဇာတာတိအောင်ပေါင်းစည်းပေးနိုင်တဲ့အစွမ်းတတိရှိပါတယ်။ကျမတို့နားထောင်နေရင်းနဲ့ Jazz ဂီတရဲ့စီးချက်တွေဟာကျမတို့ရဲ့နှလုံးသားထဲကိုစိတ်ဝင်လာပြီးမျော်လင့်ချက်နဲ့ငြင်းချမ်းရေးရဲ့ဒေးသွားတွေကိုဖြန့်ကျက်ပေးနေသလိုခံစားရပါတယ်။ဒါဟာလူသားချင်းစာနာမှုနဲ့နားလည်မှုကိုတည်ထောင်ပေးနိုင်တဲ့ဂီတရဲ့စွမ်းအားကိုတက်ကယ်ပြုခြင်းလည်းဖြစ်ပါတယ်။ Jazz ဂီတဟာအမြဲတမ်းပြောင်းလဲနေပြီးစမ်းသစ်နေတဲ့ဂီတအမျိုးအစားတစ်ခုဖြစ်တာကြောင့်ဒီနေ့မှာကျမတို့အားလုံးစီးလုံးညီညွတ်စွာနဲ့ဒီထူးခြားတဲ့ဂီတပုံစံကိုဂုဏ်ပြုကြရအောင်လားရှင်။